တဲ့ကောင်လေးတစ်ခုပြောချက်ရှိလို့ပါဆိုင်မှာraw material stick တွေကအရင်ရောင်းရတယ်။နောက် customer တွေကကျတော့ binding နဲ့ nabet နဲ့ color နဲ့လာရှာကြတာပေါ့နော်။အဲ့တော့ကတော့မိမိတို့က tester တွေမထားပေးနိုင်ဘူး။ customer တွေစိတ်ချမ်းသာဖို့အတွက်မိမိက tester တွေကို new ပေါ့နော် new တွေကပဲဖောက်ပြီးတော့ပဲအသစ်ထားပေးတာပါရှင်။ဒါလေးတွေကကျတော့အနိကလေးလာပြပေးတာ။ဒါလေးတွေကကျတော့ blur series ပါရှင်။ color အစုံရပါတယ်။ nabet 2 3 best seller ဖြစ်တဲ့4တို့8တို့နောက်6ခွန်လေးရှိအောင်မဲ့တင်တယ်6ခွန်7အဲ့ဒါတွေအကုန်လုံးကိုမြင်ရတချောင်းချင်းစီ tester တွေထားပါပေးတဲ့အတွက် customer တွေကလွယ်လွယ်ကူကူနဲ့ကိုကြိုက်တဲ့ color ကိုအပြင် color အတိုင်းအမှားယွင်းမရှိဘဲနဲ့ဝယ်ယူလို့ရပါပြီရှင်ဒါကတော့ black series ဆိုလို့ရှိရင်လည်းမိမိစီမှာအကုန်အစုံရှိပါတယ်เนาะနောက်ပြီးတော့ဒီဘက်ကကျတော့အခုအသက်ထွက်ထားတဲ့new juice လေးပေါ့နော်ခုဆောင်းရတဲ့နဲ့ပို့ပြီးတော့ light ဖက်တယ်သူကဆက်ဆက်ဆိုးခြင်းမှာဆိုလို့ရှိရင်ဆူလေးနဲ့ဖြစ်တယ်နောက်ပြီးတော့ tint ဖြစ်တဲ့အတွက်နှခမ်းသားမှာသူ့ရဲ့ငကို original အယောင်လေးကဆွဲပြီးတော့ကျန်ခဲ့ပါတယ်ဒါကိုလည်းမိမိကအယောင်စုံတွေကြီးပဲtester ထားပေးတယ်စိတ်ကြိုက်လာဝယ်လို့ရပါပြီနော်ဒီဘက်ကကျတော့ old juice လေးပါဒါလေးက velvet ပါ velvet ကိုလည်းမိမိက tester လေးထားပေးတဲ့အတွက်စိတ်ကြိုက်လာပြီးတော့စမ်းသပ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ရှင်နောက်ပြီးတော့နောက်တစ်ခုသတင်းကောင်းလေးပြောစရာရှိတာကတော့ဘာထပ်ပြောအောင်ပဲလဲဆိုတော့မင်းတို့မှာ3ချောင်းပေါ့နော်လက်လီဆိုလို့ရှိရင်တော့2900မှာ3ချောင်းစိုက်ယူလေဆိုတာနဲ့2600လက်ကားစင်းနဲ့ပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့အဲ့ဒီခွင့်ကိုလက်မခံမင်းနဲ့ဆိုင်မှာအများဆုံးလာရောက်ဝယ်ယူဖို့အတွက်အားလုံးကိုပြောချင်ပါတယ်မမေဆရာဝယ်ယူအားပေးတဲ့ customer တယောက်ချင်းစီတိုင်းကိုလေကျေးဇူးများတင်ပါတယ်မမေတို့ဆိုင်ကတော့ Pink Class Skin Care and Beauty Collections အမှတ်9မြင်းကြီးအကောက်ကလည်းအကြောင်းကြောင်းတောင်းဝင်မှာဖွင့်ထားပါတယ်ရှင် Facebook page ရဲ့ Messenger ကလည်းမှာလို့ရတယ်လို့ TikTok ရဲ့ Messenger ကလည်းမှာလို့ရပါတယ်လက်ခန်းကြီးတွေဆိုပြီးတော့အကုန်လုံးလာကြပါစေနော်ဝယ်ယူအားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်